Hi everyone. Number 1 ကတော့ busybody. Busybody. အဲ့ဒါဘာပြောချင်တာလဲဆိုတော့ကိုယ်နဲ့မဆိုင်တဲ့သူများကိစ္စမှာဝင်ဆက်စုတာကိုပြောချင်တာ So like one of my neighbors is a busybody. She always acts other people's private lives. ငါအိမ်နေချင်းတယောက်ကအရန်ကိုဆက်စုတယ်လို့ပေါ့သူများရဲ့အကြောင်းတွေကိုအများအားမေးတယ်သိချင်တယ်ပေါ့အဲ့ number 2အနေနဲ့ဆိုရင် worrywart ကဘာပြောချင်တာလဲဆိုတော့အများအားစိုးရိမ်ပူပန်နေတတ်တဲ့သူကိုပြောချင်တာ Don't be a worrywart. Everything's gonna be alright. ရန်တဲ့စိတ်ပူမနေပါနဲ့အားလုံးတော့သူအဆင်ပြေသွားလိမ့်မယ်နောက်တစ်ခုကကျတော့ cheapskate အဲ့ဘာပြောနေလဲဆိုတော့ကစီးကုတ်တာကစီးနေတာပြောချင်တာ So he never wants to spend money even for his birthday. He's such a cheapskate. He is such a cheapskate. သူကသူ့မွေးနေ့အတွက်တောင်မှသူ့ပစ္စံကိုထုတ်ပြီးတော့မသုံးစင်အဲ့လောက်ထိကစီးကုတ်တယ်ပေါ့နော်နောက်ဆုံးတစ်ခုကကျတော့ social butterflies ကကျတော့အမြဲပျော်နေတတ်တဲ့လူကိုပြောချင်တာ I'm like a social butterfly and I have a lot of friends and I'm very happy to talk with people ဒါကတကယ်တော့ပျော်နေတတ်တဲ့လူပေါ့နော်တကယ်ချင်းတွေအများကြီးလည်းရှိခဲ့စကားတွေလည်းပြောရတာကြိုက်တယ်ပေါ့ So I hope you enjoyed it. This video is for just sharing. Okay? Bye.